ဟာအခုဒီမှာစုံစမ်းရေးတဲ့လာတဲ့ဆရာတော်ဒီနေ့ဗာတရားဟောမှာဘယ်နှစ်ယောက်တရားလာတာနေ့နဲ့ကြည့်သွားပါလားမင်းမျက်လုံးပါဘူးလားဘာလို့မေးနေဓမ္မပူဇာဘယ်လောက်ကမှမင်းလုံလားဘာတရားဟောမှာထိုင်နှားထောင်ဟဲ့အတော်ကျဲသေးတုံးတာဒီကားကြီးမြင်လာတဲ့နဲ့ဆိုင်းပုတ်ကြီးတတ်ထားတဲ့ဒေအိုးဆရာတော်စီးလာတာဘာကားလဲအဲ့ဒီကားခက်လိုက်တဲ့တိုင်းပြည်ဗျာတို့အမေရိကန်တိုင်းကန်လုံးသွားလာတယ်လုံးသမျှကန်သမျှစီးရင်ဒေတာကြီးလိုက်တာနဲ့သိတယ်သူတို့တာဘကယုံသွားလိုက်တာနဲ့ဘာဆိုဟိုတန်ယုံနဲ့မှထွက်လာပြီးတော့ရှင်ပြဘယ်သွားခဲ့မေးစရာမလိုနောက်ကလည်းဘယ်သူမှကြုတ်လာမေးတာမဟုတ်ဘူး